ဒါဆိုရင်ဒီမှာချက်ကတစ်ကြောင်းပေါက်လိုက်မယ်ဒီမှာချုပ်စာအတွင်းထဲမှာချုပ်စာပါတယ်နော်အဲ့ဒီချုပ်စာနဲ့ဒီအိတ်ကပ်ဘက်ကိုနင်းမယ်ဒီရဲ့ပိတ်စအလားဘက်မဟုတ်ဘူးအိတ်ကပ်အတွင်းဘက်နော်ဒီရဲ့ချုပ်ကြောင်းဒီအပြင်ကနေကြည့်မမြင်ရဘူးအိတ်ကပ်အတွင်းဘက်ကနေတစ်ကြောင်းပေါက်ထားပေးမယ်ဒါသူအလားဘက်ကိုမပေါ်လာအောင်လို့ခြေတို့ကပေါက်ပေးတာဖြစ်ပါတယ်ဒါဆိုဒီနားလေးမှာတစ်ကြောင်းပေါက်လိုက်မယ်အိတ်ကပ်ဆောင်ကိုပဲပေါက်မှာနော်ဆောင်းဆောင်းလေးညက်ထားတဲ့အဲ့ဒီဆောင်းဆောင်းလေးအတိုင်းကိုပဲပေါက်လိုက်မယ်အဲ့မှာပေါက်ပြီးသွားတဲ့အချိန်မှာချက်ကြည့်အောင်ဒါမိကျွေမတိုက်ရသေးတဲ့အခြေအနေနော်မိကျွေမတိုက်ရသေးတဲ့အခြေအနေတော့ဒီမှာကြည့်သူ့အတွင်းထဲကိုထည့်လိုက်ပြီဆိုတာနဲ့ဒီရဲ့အတွင်းစားကလုံးဝအပြင်ဘက်ကိုပေါ်မလာတော့ဒီမှာပေါ်ပါပြောရင်တော့သူမပေါ်တော့ဘူးเนาะအတွင်းဘက်ကိုဝင်သွားလိမ့်မယ်ဒီတိုင်းလေးဖြစ်နေလိမ့်မယ်เนาะဒါလေးကညဘက်ချက်အဲ့ဆိုချက်ကမိကျွေတိုက်ပြီးမှတစ်ချက်ပြပေးမယ်ဒီမှာချဲတို့ရဲ့ဘယ်ဘက်ချမ်းကိုမိကျွေတိုက်ထားပြီးတာအားလုံးကိုပြပေးမယ်မိကျွေတိုက်တဲ့အချိန်မှာဆိုဒီရဲ့ပါကြလေးကိုဒီလိုပြလေးဖြစ်အောင်မိကျွေလေးဖြီးလိုက်နောက်ဒီပါကြကချုပ်လဲရတယ်ဒီလိုလွတ်ထားလဲရတယ်ခြေတို့ချုပ်မယ်ဆိုရင်တော့ဒီအတွင်းကနေခြေတို့တောက်ချုပ်တယ်လို့မျိုးနော်ဒီလိုမျိုးချုပ်လာမယ်ချုပ်လာတဲ့အချိန်မှာဒီထီကို5 cm လောက်ပဲချုပ်ပေးနော်တချို့ကအရက်ရှည်လို့ခြေတို့အောက်မှာ69တရားပေါင်းမျိုးအရှည်အဲ့လောက်ထိချုပ်ထားတယ်ဆိုဒီဟာကိုခြေတို့ဒီ6 7လောက်ထိချုပ်လို့ရပါတယ်ချုပ်ပြီးတော့မှဒီဘက်ကိုဒီကနေပြပေးမယ်ချုပ်တဲ့နေရာကျတော့နော်ဒီမှာကျတော့မှတ်ထားတဲ့ပါကြအခောက်လေးတိုင်းဒီလိုချုပ်လာမယ်5 6 7ရောက်သွားပြီဆိုရင်ဒီဘက်ကို꿰လိုက်နော်ဒီတိုင်းလေးချုပ်ပေးရမှာချုပ်မဲ့လူတွေကနော်နောက်ထပ်တစ်လိုင်းလဲပါကြနောက်တစ်လိုင်းကိုဒီလိုချုပ်မယ်ဒီလိုမျိုးလေးချုပ်မယ်နော်အဲ့လိုချုပ်လို့ရတယ်အခုတစ်ချက်ကမချုပ်ဘဲနဲ့ဒီတိုင်းလေးပဲလွတ်ထားချင်လို့နော်ဒီတိုင်းလေးလွတ်ထားကြိုက်လို့စိတ်ကြိုက်လုပ်လို့ရတယ်ကိုကြိုက်တဲ့ဒီဇိုင်းပေါ့နော်အဲ့ချိန်မှာပါကြလေးကအဲ့လိုလေးဖြစ်နေမယ်အိတ်ကပ်ကဒီတိုင်းလေးဖြစ်နေမယ်အားလုံးပဲမြင်မယ်နော်အိတ်ကပ်ကဒီမှာဒီဘက်အတွင်း channel မှာဒီလိုလေးရှိနေမယ်သူဟာနဲ့တူလေးနောက်ချက်တော့ခုနကဒီမှာတစ်ချောင်းပေါက်လိုက်တဲ့ဟာလဲအလားဘက်ကိုမပေါ်လာဘူးဒီအိတ်ကက်ရဲ့အတွင်းဘက်မှာပဲရှိနေလိမ့်မယ်အားလုံးပဲဒီထိနားလဲမယ်နော်ချက်တော့ဒီမှာအိတ်ကက်တွေကိုအကုန်လုံးမီးကျွေတိုက်ပြီးသွားပြီနော်ဒီမှာတစ်ချောင်းပေါက်ထားတဲ့ဟာလဲတော်တော်ထဲမှာအဲ့တော့မှချက်တော့ဒီရဲ့ဟာလေးလည်းမီးကျွေခောက်ပြီးပြီဆိုရင်ဒါလေးကတော်တော်ဘက်လက်ကလေးဖြစ်နော်အဲ့လိုဘက်လက်ကလေးဖြစ်နေတဲ့ဟာကိုချက်တော့ဒီနားလေးတိတိချာချာလေးဒီကနေဒီရဲ့ကိုထဲနဲ့အိတ်ကက်နဲ့ကိုချီကျဲဆွဲလိုက်မယ်နော်ချီကျဲတွဲပေးလိုက်မယ်ပြောတာပလဲအက်လေးထိန်းလိုက်မယ်အိတ်ကက်ကဒီရဲ့တောက်ထိပဲယူထားတာဖြစ်တဲ့အတွက်ဒီတောက်ထိပဲရှိမယ်နော်ပြီးတော့ပြီဆိုရင်ဒီရဲ့ဘေးနော်ဒီဘေးကိုလည်းခြေတော့ကပလဲအက်လေးနဲ့ခဏထိန်းမယ်ဒီရဲ့ကိုထဲနဲ့အိတ်ကက်နဲ့ကခြေတော့ဒီကိုထဲပတန်ကနေပဲယူထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အိတ်ကက်ကလည်းကွက်တိလေးဖြစ်နေလိမ့်မယ်ကိုထဲနဲ့နော်ခြေတို့ကိုထဲနဲ့ကွက်တိဖြစ်နေတဲ့ဟာကိုဒီလိုလေးထိန်းလိုက်နော်ဒါလေးလည်းဒီလိုလေးထိန်းလိုက်ခြေတို့ချုပ်ရမယ့်နေရာဒီအိတ်ကက်အောက်ကနေအိတ်ကက်နဲ့ကိုထဲနဲ့ကိုဒီမှာခြီကျဲတွဲမယ်အိတ်ကက်နဲ့ကိုထဲနဲ့ကိုဒီနာလေးကိုခြီကျဲလေးတွဲလိုက်မယ်နော်နော်ခြီကျဲတွဲတာဖြစ်တဲ့အတွက်ခြီတုပ်တာတွေပါလောက်စရာမလိုဘူးဒီတိုင်းပဲအထိန်သဘောနဲ့ပဲထားလိုက်မယ်ပြီးတော့ဒီနေရာကိုလည်းခြေတို့ကခြီကျဲတွဲမယ်တွေ့နော်ဟိုတောက်တွေထိအကုန်လုံးတွဲပေးလို့ရတယ်အဲ့ဆိုတွဲပြီးသားအချိန်မှာတော့ပလက်မဖြစ်တော့ဘဲနဲ့ရှစ်ချမ်းရဲ့ကိုထဲမှာအိတ်ကက်နဲ့တခါတည်းကတ်နေလိမ့်မယ်နော်မြင်လားဒီတိုင်းလေးဖြစ်နေလိမ့်မယ်ဒါဆိုရှစ်ချမ်းရသွားပြီရှစ်ချမ်းနဲ့နောက်ချမ်းကိုခြေတို့ဘေးပူးမယ်နော်အလားချက်ထပ်ပြီးတော့ဘေးပူးကြမယ်ဒါလေးကခြေတို့ရဲ့နောက်ချမ်းဖြစ်ပါတယ်နောက်ချမ်းရဲ့အလားဘက်ကိုအတိုင်းထားလိုက်တယ်ပြီးတော့ရှစ်ချမ်းရဲ့အလားဘက်ကိုလာပြီးတော့မောက်တင်မယ်မောက်တင်တဲ့အချိန်မှာဘယ်ဘက်ညာဘက်မမဖို့ကဂွားကိုကြည့်ရမယ်နော်ဒီတော့ကြည့်ဂွားချင်းဒီလိုမျိုးထပ်မယ်ဒီမှာဂွားချင်းဒီလိုထပ်မယ်နော်ဂွားဆိုဂွားဘက်ဘေးဆိုဘေးဘက်အလားချင်းနှစ်ချင်းဆိုင်လိုက်မယ်နော်ပြီးတော့ဒီရဲ့တစ်ချမ်းလည်းအဲ့လိုပဲဒီလိုမျိုးလေးကျွန်တော်ကလှုပ်လိုက်မယ်တွေ့နော်အဲ့လိုနှစ်ခုဖြစ်လာပြီဆိုရင်ကျွန်တော်တစ်ချမ်းချင်းစီသွားမယ်နော်အဲ့ဘက်တစ်ချမ်းဒီဘက်တစ်ချမ်းချုပ်မယ်တက်စီပါအောင်ချုပ်မှလည်းဆိုဒီရဲ့ဘေးချုပ်ကြောင်အားလုံးပဲမြင်လားဒီဘေးချုပ်ကြောင်ချုပ်မယ်ပြီးတော့ဒီရဲ့ဂွားဘက်နော်ရှေ့ချမ်းနောက်ချမ်းဂွားကိုတွဲမယ်ဒီဟာတက်အဲ့လိုနှစ်ခုဖြစ်အောင်တက်ချုပ်ပေးရမယ်
နော်ချုပ်တဲ့အချိန်မှာဒီရဲ့ဘေးတောက်လျှောက်ချုပ်သွားမယ်နော်ကိုချုပ်စာ 1.5 ဆို 1.5 ချုပ်သွားမယ်ပြီးတော့ဒီရဲ့ကွာဒီကနေဒီလိုတောက်လျှောက်ချုပ်လာမယ်ရမယ်နော်အထိ